ဗုဒ္ဓဘာသာတွေနော်မြန်မာတွေဗုဒ္ဓဘာသာမြန်မာလို့ခံယူမြန်မာပဲဖြစ်ဘာလူမျိုးပဲဖြစ်ပေါ့လေဗုဒ္ဓဘာသာတွေပေါ့ကဲနှစ်တစ်ကူပြီးဟေးဆိုလို့ရှိရင်လေလူတွေကတင်းကြံပန်းအိုးဆိုပြီးတော့လောက်ကြအဲ့ဒါဘာလဲဆိုတော့တစ်နှစ်တစ်ခါတဲ့ကြံမင်းကြီးအားတဲ့ဘာကြီးစီးလာတယ်ပေါ့ခါတဲ့ဟိုမွေးကြီးစီးလာတယ်တို့ဆင်းကြီးစီးလာတယ်တို့ဟိုဘာဘလူးကြီးစီးလာတယ်လို့ပေါ့ကွယ်အဲ့လိုကြီးစီးပြီးတော့ဆင်းလာတယ်ပေါ့နော်အဲ့လိုမျိုးတွေပြောတာ哦ဓမ္မတွေကယုံရတယ်ဘာစီးလိုက်ဘာဖြစ်တာဘာစီးလိုက်ဘာဖြစ်တာနဲ့လေအဲ့လိုယုံရပြီလားဗုဒ္ဓဘာသာတွေပေါ့အဲ့ဒီဥစ္စာကပါကျုပ်ဆရာတော်ကြီးကလေဟောထားလေစဉ်းစားကြည့်ပေါ့နော်ဟုတ်မဟုတ်သင်္ချာပညာရတွက်ကြည့်ကြပါနော်သူကလေဟိုတဲ့ပေါ့ဒီလူပြည်နဲ့နော်တရားမင်းရှိတဲ့ပြည်နဲ့ဟာတဲ့နတ်ပြည်နဲ့ဟာတဲ့နော်နှစ်တရာกว่าတယ်လူပြည်မှာပေါ့နော်လူပြည်မှာဟိုနှစ်တရာဆိုလို့ရှိရင်တော့ဟိုတဲ့နတ်ပြည်မှာတရက်ပဲရှိတယ်တဲ့နော်တရားမင်းရှိတာတာဝရိန်သာနတ်ပြည်တဲ့အဲ့တာဝရိန်သာနတ်ပြည်မှာနော်တရက်ပဲရှိတယ်ဆိုတော့ကွယ်အဲ့ဒီကအနှစ်တိုင်းလူပြည်ကိုဆင်းရမယ်ဆိုတော့နော်နည်းနည်းစဉ်းစားကြည့်ပေါ့နော်ဒီတရားမင်းကြီးကစက္ကန့်တိုင်းမှာသူဆင်းနိုင်မလားသူ့မှာမိဖုရားပေါင်းအများကြီးရှိတယ်သိလားထောင်နဲ့တောင်းနဲ့တိတ်နဲ့အဲ့လိုမျိုးအများကြီးရှိတယ်သူ့မှာအလုပ်တစ်ချက်မှမအောင်သူဆင်းတဲ့ခါလည်းဆင်းတော့ဗောနော်ဘုန်းကြီးဟောထားလေပါကျုပ်ဆရာတော်ကြီးဟောထားတာတရားလေးပါလေနာကြပါအောင်နော်အဲကြောင့်မို့လူတွေကလေဟိုရှေးလူကြီးတွေလောက်တိုင်းနဲ့နောက်လူတွေကဟုတ်မဟုတ်လေစဉ်းစားကြည့်ပေါ့နော်တင်းကြံပေါအိုးကြီးနဲ့တခါတည်းတရားမျိုးကြိုးစိုးတာဘာဖြစ်တာခါတဲ့ကြိုးစိုးနေကြတယ်အဲ့ဒါနည်းနည်းစဉ်းစားပေါ့နော်ဟုတ်မဟုတ်လေနော်ဟိုတင်ချာနီးရတယ်တွက်လို့ရပါတယ်ဒါကျွန်မပြောတာမဟုတ်ဘူးเนาะပါကျုပ်ဆရာတော်ပြောတာရှင်တို့စဉ်းစားကြည့်ကြเนาะဟုတ်မဟုတ်မှန်မမှန်ရှေးဒီကြီးပြောတိုင်းလိုက်မြုံကြနဲ့အောင်เนาะ